နေ့တော့ဘာသာပြန်ပြီဘာသာပြန်ပြီအေးမင်းအဲ့လိုပြောငါဘာသာပြန်ပြီမယ်လုပ်ပြီလေ Hello ဟယ်လိုမင်္ဂလာပါအဲ့လိုဟုတ်တယ် May I know English May I talk English သူ့မင်းနဲ့အင်္ဂလိပ်ကြီးနဲ့အိုင်ထဲမှာကလိနေရတယ် No အနို့ပါကင်သွားတယ် Sorry အစောကြီးထားလို့ထား မလုံးရွှေ အင်္ဂလိပ်ကိုသိချပြန်မှာကွာ နေဘာမှမပြောနဲ့တော့ငါဘာသာပြန်မယ်နေဘာမှမပြောနဲ့ ပြောတယ်ပြော Hello It's just me အင်ကျွတ်ပြီးတဲ့လေးတိုက်လို့ နေမပြောနဲ့လို့ငါပြောမယ် It's just me ဒီစိမ့်တော့ May I know English ကျွန်တော်အင်္ဂလိပ်လိုနေချင်းပြုပါ at How are you today အားလုံးပဲနေကောင်းရဲ့လား နေကောင်းလား There is Myanmar traditional music group as Zomin group သမင်ကရုစ်and white chip လို့ အေး လက်ဦးတော့ white ဒီ chip မပြောနဲ့လို့ Zomin group at there is Kanjikan at ရောက်ရှိ there is at minute size is scientist scientist is the body just မလုံးရွှေ there is Zomin Zomin at publish 90s at okay ချစ်ဦးအဲ့ဒါဆိုချစ်သူ plus မြတ်ပြူthere is ကောင်းမြတ်ဆန် သူ့ကြကောင်းပြဆန်တယ် okay at the group ဟောဒီဖွဲ့ ဟုတ်ကဲ့ 13ဟောဒီအသင်းမှာ Zomin is the leader ဟာ Zomin leader ဘာချစ် leader ပေါက်ပြီးဖေခါ ဟုတ်တော့ မင်းလည်းကြည့်ပဲဘာလို့ထွက်နေ ဆဲတာဟုတ်ပါ leader ဆိုတာခေါင်းဆောင် ဩလီတာဆိုတော့ကောင်းတော့ leader ပြအောင်ပြော English speaking man or leader Zomin is the group leader Zomin ကဒီဘွဲရဲ့ခေါင်းဆောင်ဖြစ်ပါတယ် ဟုတ်တယ် Zomin is the Booty Bope ဟာ Zomin ကသိကိုလက်ပါတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ် မှားနေတယ်နော် မလီဟဲ This is ချက်စီကကောင်းလိုက်တာ မှားနေတယ်ကွာ ဘာလို့ ဇော်မင်းရဲ့ beautiful ဇော်မင်းကလှတယ်ဘာဇော်မင်းရဲ့ဘူးဒီပုတ်ပြီးတော့ဇော်မင်းမြအကျော်တယ်မှတ်နေလား ဟုတ်သားပဲကွာမင်း ဇော်မင်းရဲ့ beautiful ဇော်မင်းကလှတယ် Zomin Booty Cool အမှားတယ်ဟာ beautiful Booty Boo အဲ Zomin beautiful အဲ Zomin ကသိကိုလာတယ်